မင်းငါ့ကိုပြောနေကောင်လေးရတကယ်ကျွန်တော်ပြောပြမယ်ကျွန်တော်ကိုဟဲပြီးဖြိုးကျွန်တော်ညီလေးပြီး easy ကိုကျွန်တော်တို့เนี่ยအခုရုပ်ရှင်ရိုက်နေတယ်ဟုတ်တယ်အဲ့ဒီရိုက်တော့အီချာကွေးရလဲသူက easy ကိုသူကပြိုင်မဲ့နင်းသားပြိုင်မှာနောက်တက်မှာအီချာကွေးအဲ့တော့သူကအခုမင်းသမီးတယောက်နဲ့တွဲရိုက်တော့မှာအခုပြောပြမင်းသမီးကလည်းချစ်တဲ့ပရိသတ်တွေအကုန်လုံးသိရလေသိတယ်အာကမြင့်အောင်လေဟုတ်တယ်မင်းတို့ခံရတော့သိရမလားစကားနမယ်လေးလည်းမှတ်ထားကြမှတ်ထားအီချာကွေးရိုက်မဲ့ကားပြောပြလိုက်သူနဲ့လိုက်ပြီးမြေမျိုးခံမယ်တဲ့ဟုတ်ကဲအဲ့ဒီတော့ချစ်တဲ့ပိတ်တယ်ကျွန်တော်ဒုတိယတစ်ပုတ်နေနဲ့ဆက်ဆွမဲ့ဆုံးဖြောက်မစရိတ်တော့မယ်ဟေးအချိန်ကလေးငယ်ပါနေပဲဟေးဟာဟုတ်မှာဒီရွာနဲ့တမျိုးအလံဝေးပေမဲ့ချီပန်းတီးလေးဆောင်လူတည်းတော်လူကြီးဆောင်နတ်သမီးလေးလုံးလေးလာတယ်အိမ်လေးလေးချောတဲ့ဝဲအချင်းလေးကြည့်တဲ့ရွှေမင်းသမီးရဲ့ကွယ်စိတ်ချနိုင်မှုတုံးတိုးလေးမဟုတ်ပြောရင်သိချင်လို့ပဲကွယ်ဘယ်လိုများကဘလောက်ပြီးချစ်ပါစေကွယ်တရားလာလေးမချစ်ကြဘူးမိမေမထင်ဘူးကွယ်တရားလူလေးတရားလာမချစ်ဘုရားမကပါနဲ့ကြောက်ဆိုလားဒီရွာနဲ့တမျိုးအလံဝေးပေမဲ့ချစ်ပန်းတီးလေးဆောင်လူတည်းတော့လူကြီးဆောင်လက်သမီးလေးလို့သိကြတယ်အိမ်ကြီးချောပြေဝေးအချီလေးကြည့်တဲ့ရွှေမင်းသမီးရဲ့ပဲအစိတ်ချနိုင်တဝင်းတို့လေးမောက်ဖို့ပြောသိချင်လို့ပဲကွယ်ဘယ်လိုများကဘလောက်ပြီးချစ်ပါစေကွယ်တမျိုးသားလေးမောက်ချစ်တာကိုမိမေမထင်ဘူးကွယ်ဒီရောလူလေးဒီရွာသားမောက်ချစ်ဘုရားမကပါနဲ့မျိုးသားချစ်ကောင်းကိုပါရဲ့ရွာသူတယောက်ရဲ့တမျိုးသားချစ်ကောင်းကိုပါရဲ့ရွာသူတယောက်ရဲ့တမျိုးသားချစ်ကောင်းကိုပါရဲ့ရွာသူတယောက်ရဲ့အလေးကြီးတစ်ပါးသူကိုမချစ်လိုက်ပါနဲ့ကွယ်ရွာလာလီမောက်ပါယူရပါလိမ့်မယ်ဒီလိုရွာလာငန်းတဲ့ရွာလာမချစ်ပြိုင်ကွယ်တော်လူကြီးဆောင်ရဲ့လက်သမီးတို့သိကြရဲ့အိမ်လေးတို့ချောတဲ့ွယ်အခြေလေးကြည့်တဲ့ရွှေမင်းသမီးရဲ့စိတ်ချနိုင်မှုတဝင်းတို့မောက်ဖို့ပြောရင်သိချင်လို့ပဲဘယ်လိုများဘလောက်ပြီးချစ်စီခွဲဒီဝါလာလေးမောက်ချင်ရလို့မိမေမထင်ဘူးဒီရွာလူ
တပါးသူတို့မချစ်လိုက်ပါ